Democracy Today WAP TVပြီးခဲ့တဲ့ဇွန်လမှာ Democratic Party သမ္မတလောင်း Hillary Clinton ဟာမဲဆွယ်စည်းရုံးရေးအတွက်ရန်ပုံငွေဒေါ်လာတန်း40ကျော်ရရှိခဲ့ပြီး Republican သမ္မတလောင်း Donald Trump ရဲ့ဇွန်လမဲဆွယ်စည်းရုံးရေးရန်ပုံငွေဟာဒေါ်လာတန်း50ထိရရှိခဲ့တယ်လို့ဇူလိုင်6ရက်မှာ Trump ရဲ့မဲဆွယ်စည်းရုံးရေးမန်နေဂျာကပြောပါတယ်။ American သမ္မတရွေးကောက်ပွဲကြိုတင်ခန့်မှန်းချက်များအရ Hillary Clinton ဟာ Donald Trump ထက်သမ္မတဖြစ်ဖို့တစ်ပြေးနေတယ်လို့ဆိုပါတယ်။ Hillary Clinton ကိုထောက်ခံအားပေးသူအများစုကရွေးကောက်ပွဲမဲဆွယ်ဖို့ရန်ပုံငွေအများအပြားထည့်ဝင်လှူဒါန်းမှုကို Donald Trump ကခြားစားမှုမှရရှိတဲ့ငွေကြေးများဖြစ်ပြီးသွေးစွန်းနေတဲ့ငွေကြေးများဖြစ်တယ်လို့ရှုတ်ချပြောဆိုခဲ့ပါတယ်။ စူပါတိုင်ဖုန်းမုန်တိုင်းနပတက်ခါမုန်တိုင်းရဲ့ဗဟိုချက်မှာလေတိုက်နှုန်းတနအီလျင်245ကီလိုမီတာနှုန်းနဲ့ထိုင်ဝမ်နိုင်ငံစီကိုဥတီရွှေ့ရှားနေပြီးတော့ဇူလိုင်10ရက်မှာထိုင်ဝမ်နိုင်ငံကိုမုန်တိုင်းဝင်ရောက်နိုင်တယ်လို့ထိုင်ဝမ်မိုးလေဝသဌာနကဇူလိုင်9ရက်မှာသတိပေးကြေညာချက်ထုတ်ပြန်ထားပါတယ်။မုန်တိုင်းကြောင့်နိုင်ငံတော်ဝင်မိုးရေချိန်900မီလီမီတာခန့်ရွာသွန်းနိုင်ပြီးတော့ရေကြီးခြင်းတောင်ပြိုမြေပြိုခြင်းများဟာအထူးသဖြင့်နိုင်ငံအရှေ့ပိုင်းဒေသများမှာဖြစ်ပေါ်နိုင်တယ်လို့သတိပေးကြေညာထားပါတယ်။အီရတ်စစ်ပွဲမှာဗြိတိန်ရဲ့ပါဝင်ပတ်သက်မှုပေါ်ပြန်လည်သုံးသပ်ထားတဲ့အစီရင်ခံစာကိုဩဇာကြီးမားတဲ့တော်ဝင်အုပ်ချုပ်ရေးရုံးဝန်ထမ်းဟောင်းဂျွန်ချီချကော့ကဇူလိုင်6ရက်မှာထုတ်ပြန်ပါတယ်။အဲ့ဒီအစီရင်ခံစာထဲမှာဝန်ကြီးချုပ်တိုနီဘလဲကိုပြင်းပြင်းထန်ထန်ဝေဖန်ထားပါတယ်။အီရတ်ကိုစစ်ရေးအရအေးအေးယူဖို့ဗြိတိန်ရဲ့ဆုံးဖြတ်မှုကမှားယွင်းတဲ့အချက်လက်တွေပေါ်အခြေခံခဲ့ကြောင်းလိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုများမလုပ်ခဲ့ကြောင်းဆဒမ်ဟူစိန်ကိုဖြုတ်ချပြီးတဲ့နောက်ဆောင်ရွက်ရမယ့်ကိစ္စများအတွက်ကြိုတင်စီစဉ်ထားခဲ့ခြင်းမရှိကြောင်းအချိန်မတိုင်သေးပဲမလိုအပ်သေးပဲနဲ့စစ်ပွဲကိုစတင်ခဲ့ခြင်းဖြစ်ကြောင်းအစီရင်ခံစာမှာဖော်ပြထားပါတယ်။နိုင်ငံတကာအာကာသလိလာရေးစခန်းမှာရှိတဲ့ဆိုယုဂြိုဟ်တုကအဆင့်မြင့်တင်ဖို့ဇူလိုင်9ရက်မှာကာဇက်စတန်နိုင်ငံမှလွှတ်တင်တဲ့ဒုံးပျံနဲ့အာကာသယာဉ်မှူး3ဦးစတင်ထွက်ခွာသွားခဲ့ကြောင်းသိရပါတယ်။နိုင်ငံတကာအာကာသစခန်းကို American NASA အဖွဲ့မှအာကာသယာဉ်မှူးကတ်လန်ရူပင်ဂျပန်အာကာသအေဂျင်စီမှအာကာသယာဉ်မှူးတာကူယာအိုနီရှီနဲ့ရုရှားအာကာသယာဉ်မှူးအန်တိုနီအီဗန်နီရှင်းတို့လိုက်ပါသွားကြောင်းသိရပါတယ်။